Hello အားလုံးပဲမင်္ဂလာပါရှင်ရိုးရိုးလေး kitchen channel ကနေပြန်လဲကြည့်ဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ရာသီစားလေးဖြစ်တဲ့အင်းဦးလေးကိုလေသစွန်ရိုးလေးနဲ့ပူပူလေးကြော်ပြီးတော့မင်းစားကြမယ်နော်အခုမှကောက်လာတဲ့အင်းဦးလေးဆိုတော့လေဒီလေးကဆူဆူလေးနဲ့နေရပါတော့ကြော်မဲ့အင်းဦးနဲ့သစွန်ရိုးလေးကိုတော့အစင်သေးပြင်ထားလိုက်တယ်ပေါ့နော်အင်းဦးလေးကိုနှစ်ချမ်းလေးခွဲပေးမယ်ပေါ့နော်အင်းကလေစားလို့သာကောင်းတာရေကတော့တော်တော်လေးဆေးရတယ်ဆေးရတော့လေသဘောတာလေးနဲ့တလုံးချင်းသေးစားလေးဆေးထားတာပေါ့နော်ဒီလိုနုနုလေးဆိုလို့ရှိရင်တော့စားလိုက်လို့ရှိရင်လေထွတ်လေးနဲ့နေရပါတော့အင်းကကြော်ဖို့အတွက်အရင်ဆုံးစက်ကွန်ဖြူကိုအရင်ဆက်တက်လိုက်မယ်နော်စက်ကွန်လေးတွေနှွေးလာပြီဆိုမှပြီးတိုင်းအင်းဦးလေးကိုထည့်ပြီးတော့ပုံမယ်စားလိုက်လို့ရှိရင်လေထွတ်လေးနဲ့နုနုလေးဖြစ်အောင်လို့ရေလေးထည့်ပြီးတော့ကြော်မယ်ပေါ့နော်အင်းကလေနုနုလေးဆိုတော့ရေတော့အများကြီးထည့်စားမလို့ပေါ့နော်ပြီးရင်တော့အရသာအတွက်စားအရသာမုံနဲ့ဟင်းကက်မုံလေးနဲ့ငယ်ခံတယ်နော်အရသာလေးပိုကောင်းအောင်လို့ခင်းစီလေးထည့်ပြီးတော့ကြော်မယ်နော်ဒီလိုမိုးရတဲ့မှာဆိုလို့ရှိရင်တော့အရသာစားလေးတွေကတော့အမြင်စားလို့ရှိရင်တော့အတော်လေးပြင်းပြင်းလာပါတော့ထားတဲ့အင်းလေးကဒီလောက်ဆိုလို့ရှိရင်တော့ဒီရှိဆိုလို့ရှိရင်တော့ပစုံယူလေးထည့်လိုက်မယ်နော်တရားလေးပစုံရက်ထက်ပေါ့နော်ဒီလိုပစုံယူလေးနဲ့ကြုံတာပို့ပြီးတော့စိုက်တယ်ပေါ့နော်အင်းလေးဒီလိုပစုံယူလေးနဲ့မကြုံစားချင်ဘူးဆိုလို့ရှိရင်တော့တမုန်းချင်ရဲ့ဒီကြီးရွယ်တွန်းနဲ့လေအချစ်ကြီးလေးစစ်စားလို့ဆိုလို့ရှိရင်တွတ်လေးနဲ့အရင်ဆက်လုပ်ပါမယ်အင်းဦးကြော်လေးကတော့ဒီလောက်ဆိုလို့ရှိရင်တော့ဖြစ်ပြီပေါ့နော်အင်းဦးကစုံရဲ့ကြော်ပူလေးနဲ့တမင်းစားကြပါအောင်ရှင်ဒီလိုမိုးရသည်မှာဆိုလို့ရှိရင်လေရာသီစားလေးတွေနဲ့တမင်းစားလို့ရှိရင်တမင်းတော်တော်လေးညင်တာပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်